ဒီတခါတော့ကျွန်တော်မိမနဲ့ကျွန်တော်သမီးလေးစားဖို့အတွက်ဒင်းဆန်းဆိုင်တွေကလို့ဝက်နံရိုးပေါင်းလေးလုပ်ပြီးတော့ရေအိုးထမင်းလေးလုပ်ပေးဖြစ်ပါတယ်ဝက်နံရိုးပေါင်းလုပ်ဖို့အတွက်တော့ကျွန်တော်ဝက်နံရိုးအနှူလေးတွေဝယ်လာပြီးတော့အတုံးလေးတွေတုံးထားလိုက်ပါတယ်ဒီပီဇာဝက်နံရိုးလေးတွေကိုတော့ရေဆေးသက်သင်ပြီးတော့အရသာနေဖို့အတွက်ဇလုံးထဲမှာထည့်ထားပြီးတော့ပါဝင်ပစ္စည်းတွေဖြစ်တဲ့ဂျင်းချက်သွန်ဖြူလေးကိုတင်ထားပြီးတော့ငရုတ်သီးလေးကိုတော့အစိတ်ထုတ်ပြီးတော့အမြောင်းမြောင်းလေးတွေလှီထားလိုက်ပါတယ်တင်ထားတဲ့ချက်သွန်ဖြူလေးတွေကိုတော့တောက်တောက်ဆင်းပြီးတော့ဂျင်းလေးကိုအမြောင်းမြောင်းလေးလှီပြီးတော့ထည့်ထားလိုက်ပါတယ်အနက်အတွက်တော့ငရုတ်ကောင်းရဲ့အရသာအတွက်ပဲငယ်ပြားရဲ့ဆန်ရက်နဲ့ခူးစီလေးနည်းငယ်ထည့်ထားလိုက်ပါတယ်နှင်းစီနည်းငယ်နဲ့တရုတ်ပဲပုတ်လေးလည်းနည်းငယ်ထည့်လိုက်ပါတယ်ရောနယ်ဖို့အတွက်ပြောင်းကော်မုံနဲ့ကြာညိုလေးနည်းငယ်ထည့်ပြီးတော့အကုန်လုံးနှံ့ဆက်သွားအောင်နယ်ထားလိုက်ပါတယ်ကျွန်တော်သမီးလေးကနံရိုးပေါင်းမစားတတ်မှာဆိုတာနဲ့ကြံတဲ့နံရိုးလေးတွေကိုကြော်ဖို့အတွက်ကျွန်တော်ငရုတ်ကောင်းရဲ့ခူးစီရဲ့ပဲငယ်မြားရေးစားနဲ့ဂျင်းချက်သွန်ဖြူလေးထည့်ပြီးတော့ကော်မုံနဲ့ဂျုံမုံလေးရောပြီးတော့ဝက်နံရိုးကြော်ဖို့အတွက်နယ်ထားလိုက်ပါတယ်ဝက်နံရိုးကြော်ဖို့အတွက်ဝက်နံရိုးလေးနှက်ထားတဲ့အချိန်မှာတော့ခုနကငရုတ်ပေါင်းလုပ်ဖို့အတွက်ဝက်နံရိုးလေးတွေကိုစတီးစလုံးသေးသေးလေးတွေမှာထည့်ပြီးတော့လီးထားတဲ့ငရုတ်သီးလေးတွေထည့်ပြီးတော့ပေါင်းအိုးထဲမှာထည့်ပြီးတော့ပေါင်းထားလိုက်ပါတယ်ဝက်နံရိုးလေးကိုမိနစ်30လောက်ပေါင်းနေတဲ့အချိန်မှာတော့ကြော်ဖို့အတွက်နယ်ထားတဲ့ဝက်နံရိုးလေးတွေကိုစီပူထဲမှာထည့်ပြီးတော့ကြော်ထားလိုက်ပါတယ်ကြော်ထားတဲ့နံရိုးလေးတွေရဲပြီးတော့ကျွတ်လာပြီဆိုရင်တော့ကျွန်တော်ဆယ်ထားပြီးတော့ကျွန်တော်သမီးလေးစားဖို့အတွက်တမင်းစီစံလေးလုပ်ပြီးတော့သူ့ကိုဝက်နံရိုးကြော်လေးနဲ့ချပေးထားလိုက်ပါတယ်ကျွန်တော်မိမအတွက်တော့ပေါင်းထားတဲ့နံရိုးလေးတွေနဲ့မြေအိုးထဲမှာနန်းစီထဲထမင်းထည့်ပြီးတော့ဘေးကနေသခွားလေးလေးနဲ့ငယ်နဲ့အပေါ်ကနေကြက်သွန်မိတ်လေးဖြူပြီးတော့ထမင်းအောက်ပိုင်းလေးကျွတ်သွားအောင်လို့မိဘပေါ်မှာတင်ပြီးတော့မှချပေးလိုက်ပါတယ်